စိုက်ကြည့်လိုက်ဘယ်လောက်နဲ့တုံးလို့ ငါတခါတလေဒီနဲ့ငုတ်မရှိဘူးငါအပေါ်အေး အမေကြည့်ရောအမေအထက်တိုင်နေဆိုရင်စဉ်းစားကြည့်လိုက်တော့မသွားရဲဘူးလို့အကြောင်းဒီဘက်လမ်းတိုင်နော်ဟိုဘက်လမ်းတိုင်ပတ်ပြန်မယ်ဟုတ်ကန်ကျွန်းသွားလား ဆောင်းကွာ ပောက်ကန်ကြီးကဘလို့ဖြစ်တော့ ဟိုဘက်ဆောင်းကွာကြွသွားဒေါ်ကြီးအိမ်နေရောဒေါ်ကြီးမိဖို့ကြောင့်ကြီးကြွသွား ဟင်း ဒေါ်ကြီးဟာလည်းအမှန်အကုန်လုံး အကောင်းထိုးရတယ်ဒါမျိုးနော်ပြန်နှုတ်လိုက်တော့အဲ့နှုတ်လိုက်ကြည့်ရောအနေအမကြည့်ရောတော့ရစပါရအဲ့တော့နှစ်ကြီးပဲဒီမှာဟိုးအမမြင်တော့မမြင်ဘူး ရွာကျိုးမှာ ဟိုလေဒါဒီနားပဲတိုင်းတာမိုးရွာရင်ခမရဒါကြီးကျုံမှာနော်အေး ပထမတော့နာမကလည်းအတိုင်းကြီး ဟိုမဲ့ချက် ဖျားတွေပြေဝင်နေဆိုမှလားဟိုးကလိုင်းနေဘာကြီးတော့ဟုတ်မယ် ထုတ်တယ်ထုတ် တော့ဟုတ်လို့လား